မင်္ဂလာပါခင်ဗျာ Asia Innovative Travel ဆန်တို့မှာကြိုဆိုပါရခင်ဗျာကျွန်တော်တို့ Match 6ရက်နေ့မှာထွက်ခွာမဲ့တောင်ကြီးအင်းလေးကလောပင်းတရဟိုပုံလင်းညရဲ့9ရက်ခီးစဉ်လေးအကြောင်းကိုပြပြပေးချင်ပါတယ်ခင်ဗျာ ဟုတ်ပါတယ်ခင်ဗျဒီခီးစဉ်တွေမှာဆိုဖြစ်ကျွန်တော်တို့ရေဘယ်ညောင်တွေကိုတွားရောက်လဲပတ်မယ်ဘယ်ညာတွေကိုလိုက်လံပို့ဆောင်ပေးမယ်ဆိုတာကိုအသေးစိတ်လေးဒီဗီဒီယိုထဲမှာရှင်းပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာခီးစဉ်ပထမဆုံးနေ့မှာတော့အင်းလေးကန်ထဲမှာရှိတဲ့မိုင်းတော်တရာပေါင်တော်ဦးဖျားနဲ့ရကန်းယုံတို့ကိုပို့ဆောင်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ ပထမဆုံးနေ့ရဲ့ညနေပိုင်းမှာတော့တောင်ကြီးမြို့ရဲ့အထင်ကြီးနေရာဖြစ်တဲ့စွနာမဏိဖျားရွှေဘုတ်ပွေဖျားဗရမ ्या နိုင်ကိုတောင်ကြီး City View အဆရှိတဲ့နေရာတွေကိုတောင်တက်ကားလေးနဲ့သွားမှာဖြစ်ပြီးတော့ကျွန်တော်တို့တွေတောင်ကြီးမြို့ရဲ့စီကားလာတဲ့ညဈေးကိုလည်းလိုက်လာပို့ဆောင်ပေးပါလည်းဖြစ်ပါတယ်ခင်ဗျာ ဒုတိယနေ့မှာတော့ဟိုပုံမြို့မှာရှိတဲ့ဟိုပုံရင်ထမ်ဆန်ကူကိုရင်လေးမေတော်ချောင်းနဲ့နာမည်ကျော်ဘဝတန်ရရထားလန်ဒီခေါင်တောင် view point တို့ကိုပို့ဆောင်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ ညနေပိုင်းမှာတော့ကျွန်တော်တို့ကလောမျိုးရလာပါတွေကိုခန်းစားဖို့အတွက်တောင်ဝင်းကြီးခုပြတဲ့အဖေတိုးချံစရှိတဲ့နေရာလေးတွေကိုလိုက်လံပို့ဆောင်သွားရမှာဖြစ်ပါတယ်ခင်ဗျာဒါအပြင်ခီးသွွားလူချင်းများနေဖြင့် quality တန်းလေးတွေဖန်တီးဖို့အတွက်ညစာကိုလည်းမုဂရဘူဖေးသုံးဆောင်မှာဖြစ်ပါတယ်ခင်ဗျာ တတိယနေ့မှာတော့ရွှေဦးမင်းလိုင်ကုန်းနဲ့ပွန်တလို့ရေကန်ကိုပို့ဆောင်ပေးတော့မှာဖြစ်ပါတယ်ပြီးနောက်အကုန်လုံးဆရာတော်ဆန်ချောင်းကိုလည်းတော့ဖူးမြင်လာဖြစ်ပါတယ်ခင်ဗျာ ညနေပိုင်းမှာတော့ကလောမျိုးရဲ့ထင်ကြီးတဲ့နေရာတွေဖြစ်တဲ့ကလောနိုင်စဉ်ကလောမုံမြေဦးပန်းချံကလောဘူတာစရှိတဲ့နေရာတွေကိုတွားရောက်လည်ပတ်မှာဖြစ်ပါတယ်အဲ့ဒီအပြင်ရန်ကုန်မြို့ပြန်လက်ဆောင်တွေဝယ်ဖို့တဲ့ကလောစီမှာလည်းလဲရောက်မှာနော် ဒီလိုအ BSC ၄ညရဲ့9ရက်ခီးစဉ်မှာခီးတဲ့တူကိုအ BSC 3,9500ကျတင်မှာဖြစ်ပါတယ်ခင်ဗျာ အဆိုပါခီးစဉ်လေးကိုတော့မတ်လ6ရက်နေ့ရန်ကုန်မြို့ကနေညနေပိုင်းမှာစတင်ထွက်ခွာသွားမှာဖြစ်ပြီးတော့ခီးစဉ်လေးကြောင့်ကိုအသေးစိတ်သိရှိလိုပါက Asia Innovative ရဲ့ Facebook page မှာတမက TikTok page မှာလာရောက်မြင်မြတ်နိုင်နေမှာမဟုတ်ပဲဖုန်းနံပါတ်လေးတွေဖြစ်တဲ့950 4030သို့မဟုတ်918 2လုံးကအစရှိတဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်မြင်မြတ်လို့ရပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ Asia Innovative Travel တို့ကိုယုံကြည်စွာပေးခဲ့ကြတော့ခီးသွွားလူချင်းများနဲ့မှာတယောက်ချင်းစီတိုင်းကို ချူကျေးဇူးတင်ပါတယ်ခင်ဗျာ